ပရိသတ်များမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဒေါက်တာဖုံးပြည့်ရေးထားတဲ့ဘာကြောင့်နှာခေါင်းသွေးရှည်တာဖြစ်ရတယ်ဆိုတာနဲ့ဘာကြောင့်အဖြစ်များရတယ်ဆိုတာကိုပြပြမှာပါရှင်အခုလိုအေးတဲ့ဆောင်းရာသီနဲ့ပူတဲ့နွေရာသီတွေမှာနှာခေါင်းသွေးရှည်တာအဖြစ်များပါတယ်ပြီးတော့လေထု၆တွေ့တာမျိုးအထူးသဖြင့်ဆောင်းရာသီမှာဆိုရင်အခန်းတွင်းလေထု၆တွေ့တာမို့နှာခေါင်းအမေးပါးတွေ၆တွေ့ပြီးကွဲအက်ကသွေးထွက်လွယ်ပါတယ်နောက်တစ်ချက်ကတော့နှာခေါင်းနှိုက်တက်တာပါဒီလိုအခြေမျိုးရှိရဲဆိုရင်တော့ဖျောက်စေချင်ပါတယ်အထူးသဖြင့်တော့ကလေးငယ်တွေပါသူတို့ရဲ့နှာခေါင်းကိုလက်နဲ့မကြာခဏနှိုက်မိတာကြောင့်နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့သွေးကြောလေးတွေကနုနေတာမို့ပေါက်ပြဲစေနိုင်ပါတယ်အေးမိတာနဲ့တက်မတည့်တာကြောင့်လည်းနှာခေါင်းသွေးရှည်တာမျိုးဖြစ်စေနိုင်ပါတယ်အေးမိတာနှာခေါင်းပိတ်တာနှာချေတာနှာခေါင်းကိုအားနဲ့ညှစ်မှုတ်တာမျိုးတွေကြောင့်နှာခေါင်းအမေးပါးတွေယားယံပြီးသွေးထွက်နိုင်ပါတယ်နှာခေါင်းထိခိုက်ဒဏ်ရာရတာဒါမှမဟုတ်အနှဲငယ်ထိခိုက်မိတာနဲ့ပြင်းထန်တဲ့ဒဏ်ရာရတာကြောင့်နှာခေါင်းသွေးရှည်တာမျိုးဖြစ်စေနိုင်ပါတယ်ပြီးတော့ကျန်းမာရေးကြောင့်သွေးကြဲဆေးတောက်နေရတဲ့သူတွေနှာခေါင်းဖျန်းဆေးတွေကိုအလွန်ကျွံသုံးစွဲတာသွေးကြောဆိုင်ရာပြဿနာတွေဖြစ်တဲ့သွေးတိုးတာသွေးခဲမှုဆိုင်ရာပြဿနာတွေဖြစ်တာဥပမာဟီမိုဖီလီယာရောဂါဖြစ်တာပါအများစုကတော့နှာခေါင်းရှိဘက်ချမ်းမှာရှိတဲ့သွေးကြောငယ်လေးတွေကြောင့်ဖြစ်တာမို့အနည်းငယ်မရှိပေမဲ့လည်းမကြာခဏဒါမှမဟုတ်အပြင်းထန်သွေးရှည်တာမျိုးဖြစ်ခဲ့ရင်တော့ဆရာဝန်နဲ့ပြသသင့်ပါတယ်ဆိုတာကိုအကြံပြုပြောကြားလိုက်ပါရရှင်